ရာတော်ဗျာဆရာတော်ဗျာစကီးပြဆရာတော်ဗျာဆရာတော်ဗျာရဲ့အရန်ကျန်းတဲ့ဆိုင်ကမောင်းစကီးလေးကိုတူတူတွားကြည့်ကြမယ်ခင်ဗျာစကီးဆရာတော်ဗျာဆရာတော်ဗျာစကီးကျန်းချက်မိုက်လေဟာဗျာဆရာတော်ဗျာမပါတဲ့ကိုယ်ပြောင်းနေတဲ့အကြောင်းသားဟောတာမဆရာတော်ဗျာသုံးမဲကိုနော်ဒီမှထားပြီးတော့ပဲသူတို့ထွင်လာတာညာဘက်လက်ကလေးကန်ပြီးတော့ပေါင်းတာဘလို့လေးဆရာကြားတယ်နော်ဆရာတော်ဗျာစကေးတွေကြည့်ပါဦးချိုးကြည့်ပါတစ်ချက်ချိုးဟုတ်လက်တစ်ဖက်တွေနဲ့လက်တစ်ဖက်တွေနဲ့ကန်လာတာညာဘက်လက်ကကိုဘယ်ဘက်လက်လေးနဲ့ကန်လာတာထင်သွားနော်အစကေးရောဆရာတော်ဗျာစကီးတွေတော့ရှုပ်လို့မရအောင်နော်ဆရာတော်ဗျာစကီးတွေကတော့ကျန်းချက်ဆရာတော်စကီးရတော့နော်တော့ရှုပ်လို့မရအောင်စောင်းရင်ကျန်းတယ်နော်ဟေး